စိတ်မဆိုးဘူးကျွဲမိတူတယ်တခါတော့ကရွာတရာမှာအဖိုးကြီးတူရှိတဲ့အဲ့ဒီအဖိုးကြီးဟာအင်မတန်ချောလာတဲ့အပြိုစင်သမီးတစ်ယောက်ရှိတဲ့ကွယ်သူတို့ရွာကာလာသားတွေဟာအဖိုးကြီးရဲ့သမီးပြိုချောကိုလိုချင်တာကြောင့်သူ့ထက်ကဝိုင်းဝန်းပိုးပန်းကြတဲ့အဲ့ဒီလိုပိုးပန်းကြသူများတော့သူ့သမီးကိုလက်ဆက်လိုသူဟာသဘောအင်မတန်ကောင်းသူဖြစ်ရမယ်ဘလို့ပင်စိတ်ဆိုးအောင်ပြုတ်ပေမဲ့စိတ်မဆိုးရဘူးတိခန့်ခြင်းတရားနဲ့ပြည့်စုံရမယ်လို့ဖွင့်ဟကြေညာထားတဲ့ထိုအခါလူလွင်မျိုးတို့ဦးကအဲ့ဒီထူးခြားတဲ့သတင်းကိုခံပြင်းလာတာကြောင့်ငါအရယူမယ်လို့ကျင်းဝါကအဖိုးကြီးစီသွားပြီးအဖိုးကြီးရဲ့သမီးနဲ့ထိမ်းမြလက်ထပ်ခွင့်ပြုရပန်ကြားပြောဆိုတဲ့ကွယ်ဒီအခါအဖိုးကြီးကငါကြေညာထားတဲ့အတိုင်းပဲငါသမီးကိုလိုချင်ရင်ဘလို့ပင်ပြုတ်ပေမဲ့စိတ်မဆိုးရဘူးအကယ်၍ဗန်ခံရန်ပြိုးတင်စိတ်ဆိုးလင်တော့အဖိုးနဲ့များတင့်ကိုငါရောင်းစားရမယ်လို့ဆိုတယ်အဲ့ဒီအခါလူလွင်မျိုးကစိတ်တူတဲ့စီရိုက်ကျွန်တော်လည်းမကြိုက်ပါဘူးလိုက်လိုက်ရောရောလူတို့ရဲ့သဘောကိုတွေးတော်ပြီးထောက်ထားညတာကျင်နာတဲ့နှလုံးသားကျွန်တော်မှရှိပါတယ်ဖိုးကဘလို့ပင်စိတ်ဆိုးလို့လက်သီးနဲ့ထိုးတော်လဲကျွန်တော်ချိန်မိတ်ခံနိုင်ပါလေလို့ဝန်ခံခြင်းကောင်းကောင်းနဲ့သမီးကိုတောင်းလေတဲ့ဖိုးကြီးလဲလူလင်ပြိုဝန်ခံခြင်းကောင်းတာနဲ့မဆိုင်မတော့သမီးလှနဲ့ပေးစားလိုက်ရောတဲ့ကွယ်အဲ့ဒီလိုသမီးလှနဲ့ပေးစားထိမ်းများပြီးတော့အဖိုးကြီးဟာသူ့တမတ်ဝန်ခံခြင်းနဲ့ညီမညီစုံစမ်းမှတော်ပြီမယ်လို့စိတ်ကူးမိပြီးအမျိုးမျိုးအကြောင်းရှာတဲ့စိတ်နာအောင်တစ်မျိုးစိတ်ဆိုးအောင်တစ်သွဲအမဲမဲအမျိုးမျိုးပြုတ်တော်လဲတမတ်သူတော်စရာသူ့ဝန်ခံချက်အတိုင်းနာကျင်တဲ့စိတ်ထားနည်းနည်းမှမပွားဘူးတဲ့တနေ့မှာအဖိုးကြီးဟာသူ့တမတ်လဲထုံရစီသူခါတိုင်းလိုထမင်းပို့မသွားပဲရှောင်လွှဲနေတဲ့လဲခွင်းထဲမှာတဟင်းဟင်းတဟဲဟဲနဲ့လဲထုံနေတဲ့တမတ်ဟာထမင်းစားချိန်တန်းအထိအဖိုးကြီးခါတိုင်းလိုရောက်မလာတော့လာရလန်းစီတမျောမျောတကြီးကြီးနဲ့ပေါ့ကွယ်အလုတ်ကလည်းပင်ပန်းဝမ်းကလည်းဟာထမင်းကလည်းစားလို့ခွေရိုင်မချိစိတ်တူလာမိတဲ့တစားတစမျောရင်းမွန်းတဲကနေမွန်းတိန်ကနေနေဆောင်လာတော့ဘလို့မှဟန်မဆောင်နိုင်ပဲစိတ်ဆိုးဆိုးနဲ့သူ့လဲထုံနေတဲ့ကျွဲရဲ့အမီကိုဓာတ်နဲ့ဖြက်လီမီးမှဖုတ်กินလို့စားတော့တဲ့အဲ့ဒီလိုနဲ့ကျွဲရဲ့အမီတူကုန်တော့တာပေါ့အဲ့ဒီလိုကျွဲမီးတွေဖုတ်စားလို့မကြခင်မှာပဲအဖိုးကြီးရောက်ရှိလာတဲ့အဖိုးကြီးဟာတကြီးတော်မျက်နှာထားနဲ့သူ့ရဲ့တမက်ကိုမေးမြန်းလိုက်တယ်ဘယ်နဲ့လဲကွာနနက်စာထမင်းမပိုးလို့မောင်မင်းငါကိုမှုံယိုရန်ညိုးမုံမှန်ပြိုးလို့စိတ်များဆိုးမိလေသလားလို့စင်မေးလိုက်တဲ့ထိုအခါအဖိုးကြီးရဲ့သဘောနောကြည်အောင်သိနေတဲ့တမတ်ဘာသာကျွဲမိစားကနနက်စာလျှော့ဥခွေပြောသည့်ကြောင့်စိတ်တော့မဆိုးတာကျွဲမီးများတာတိုပါသည်လို့ပြန်ပြောတဲ့ဒီအခါအဖိုးကြီးဟာထိတ်ထိတ်ပြပြနဲ့ကျွဲများကိုကြည့်လိုက်တဲ့အခါကျွဲနှစ်ကောင်စလုံးအမီးတွေတုံးနေတာကိုတွေ့ရတော့အပူလုံးကြွယူကျုံးမရဖြစ်ရပါတဲ့ကွယ်အဲ့ဒီပုံမြင်လေးကိုအမိပြုပြီးစိတ်မဆိုးပါဘူးကျွဲမီးတို့ဒီဆိုတဲ့စကားပုံဖြစ်လာတဲ့ဤပုံကိုထောက်ရှုလို့သူတပားပေါ်တတိချော်ပြီးမလွန်ရာမပြုတ်မိဖို့တတိရှိရမှာတဲ့မလွန်ရာပြုတ်မိလို့တစ်ဖက်သားကဘလို့ပင်စိတ်မဆိုးပါဘူးလို့စိတ်ကောင်းအောင်ပြောတာကိုဟုတ်လာပြီတော်လာပြီလို့ယုံကြည်ခြင်းမလွယ်ဘူးကိုယ်တိုင်ချင်းချင်းတက်ဖို့ပဲလိုပါတဲ့ကွယ်